ดุกนาลิโซซีเตจอดีตราเลกหิตากะโซคุทเวอโซพระเพโยบะเสดุเยเสปุคุยโยบะเสดุเยเสปุคุยยัวเลอมาตาอดุอทอเลอปัวคุติญาตเตบาตาโลโลโลลาตุปุริโอตเตบาถ้ากะดอเพเฮบรีเสดุสิเตเสปุคุเฮบรีเสดุสิเตเสปุคุเมตานาตุมบาดอตาบะตะตะเตบาอเกดีอีปวาเลเฮขอซุยวาโอบานาเลโอดอเลอเมปวาเฮโลตาบลุเลปวาเลอคูออตะพานิโลภากดอเตตอตตอพลาเพมาเตเสรุดสิเตเสปุชิสิขอมาเตเสรุดสิเตเสปุชิสิขอวาเลจาบุยอตะดอวิจายุตาเคเคเลติตุเฮซุยโอตะเกดอยกะดุโอบุยตุโลฮิโชยโนโยโบลตุโลดอมาโลตาเลยาตะเกแกอีเพโลตาสกตอซุปตราเลกะฮิบาตากะโซตรากุกวางซุปุนิโลวอลเลกุกาเดโซยสิบลูบากะซายัวยมานิบาตาเควตายาဒီနေ့တော့စီဘလူပါပါလဲဟေယာမူဒါတိတဖာကိုဒီနောကတဲ့နေလောအာရရကေညောနုတန်နီတနွီနေယတုနေပါဒါဆကတော်တော့ဟေခောဟီနောကဆာယွာအကလူထားနေလောမာစာတလာဤတရာမူတိတဖာတကလူတာဖောခိုတဲ့ဒါရေရောဒါကလေးဒီချင်းတာဖောခိုနေရကလေးစုတနွီအကတဲ့နွီပေါ့နော်ဒါဆကတော်လဲဒါစောတလဲတဖာဤဖောခိုနေยบาสิทอบเจกษายัวบลูโพมามนุครเนกษายัวอดาตุดากเลติตพาลอลานุมาเนาะยดูโลยัวอดามาเนาะสิบลูบากษายัวนี่เนาะทีนี้ก็ยคูช่วยทอดากีอีลิซอซิลดาบาอุทออบุนี่เนาะกลอสซะโดคีอสะพูนุยนี่ดาเลยเฮนี่นี่กาตากษอเลเตอร์บอนี่แล้วประโยคหรอแต่แล้วประโยคหรอนี่จะรอที่ต่อแล้ววางยงหลงนะแค่ไม่แก่ตรามุภาพนาทอนี้แต่แล้วยตาโลเซอร์ดิชันนี่แล้วป่าช่วยแล้วคู่ดูแลนุ้ยบอกภาษาแล้วประโยคหรอจะรอกลอสเซอร์ดูขี้เซอร์พูนุ้ยนี่บาแค่เลยหรอคนนี้เราเยดอพาแล้วประโยคหรอพูดเสร็จก็เราได้เอาราษาแข่งจีนนี่แข่งเงี้ยเข้ามาเจสุโรกุชิมวันจีนนี่ตัวยงจีจีนตัวบ้าพี่ส่งเนี่ยถูกตะเคียนายจิงเลยจ้าโลสนี่เจกเดดอดีกาดากิเตบอเนาะทำไมแกกลอสดูขี้สะพูนุนี่จีจุโรชิมวยยามิยงจีจินายตัวบ้าพี่ส่งยามิอัตเชนโนตะเคียนอดูจิงเลยยามิสุบิโรเดี๋ยวคู่เทรดีกาดากิอีลิซอสิเลดาบาอุทอบุนี่โลภาษาโยนุยเฮขอหินโนสิกอตุโลตัวอีสิกอตาหิขอหินโนดากีเวอร์มินี่โลขอที่ตะบอนี้บาคาโดดาสิบลูสิทอบด้วยกษายัวอากินียคูเทรทอดากีคูดอลเลอเมยัวดาตุดากเลลอลาดูมายัวดาตุดากเลลอลาดูมาမိဘတဲလဲပြောကလောနေဖျားရွှေ့တဲ့အကွက်ကအရန်လာတယ်ဆိုတဲ့အရာဖြစ်တယ်ဖျားရွှေ့တဲ့အကွက်ကအရန်လာတယ်ယောဘာဆဲတို့ရေအစဖို့ခွီးနေยัวเลอมาดาดูทอเลบวคุติญาตติบาดาโลโลลาดูบะกีออตบามาเนาะเอลิซอซิตเซตัวนี้กษายัวมีกษาเลมาดาโลลาดูมาดะกานี่เนาะแค่มสิแค่ตะเซဆိုရင်ปะกะขอซูลาอตอตะเปลาเอเปรตะตอนี่เนาะဒီပတိညာတို့เนาะลาเอเปรตะตอนี่บวติญาเลเอเปรฟูเนาะเอเปรฟูนี่เนาะแต่ละเอเปรฟูนี่เยๆก็ดู memories ပို့ปามนูလဲนี่แล้วบันดอสีคาปะมีอตาสีခုนี่ခါแท้นี่လောက်นี่ปะตะกอตะกาကွဲပွားเนาะဂျာတို့တငယ်ချင်းအားလုံးကိုသူဖိတ်တယ်ဘာဖိတ်လဲဆိုတော့သူ့အိမ်မှာဖျားရှိခိုးရှိတယ်လာစားပါတဲ့ဆိုတော့ကျွန်တော်တငယ်ချင်းတွေစုပြီးတော့အတူတူသွားကြတာတငယ်ချင်းတွေစုပြီးတော့ချိန်ပြီးတော့သွားတော့အိမ်ထဲလေးရောက်တော့သူမရှိဘူးသူ့အမေနဲ့တဲတွေ့သူ့အမေနဲ့တဲတွေ့တော့သူ့သားတစ်ခုခုလှုပ်လိုက်ပြီဆိုတော့သူ့အမေကတေးချာတိတဲ့အခါမှာကျွန်တော်တို့ကိုလည်းမျက်နှာပူးကျွေးစရာလည်းအိမ်မှာဘာမှမရှိတော့ရေတွေပဲတစ်ခွက်ပြီးတစ်ခွက်ကျွန်တော်တို့တိုက်တာ
တိုက်တော်မှာကျွန်တော်တို့ဖွဲ့ရနောက်တော့သဘောပေါက်သွားတယ်ပေါ့နော်နောက်တော့သူ့အမေကထုတ်ပြောလာတယ်သူသားတော့တခုခုစားလိုက်ပြီထင်တယ်ဒီနေ့က April 1 ရက်နေ့ဆိုတော့ April Fool ပေါ့နော်ဆိုတော့စားလိုက်ပြီထင်တယ်ဆိုတော့ဒါလည်း April Fool ဆိုတာကကျွန်တော်သိတဲ့အတိုင်းလှည့်ပြားခြင်းလိမ်လည်ခြင်းတွေနဲ့သဘောဆောင်တဲ့အရာနော်တပါးသူကိုစိတ်ဒုက္ခနည်းနည်းပြီးတော့ပျော်ရွှင်စရာဖန်တီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်မေတာလောတာဝီတော့မေတာကပလိကပလာနေလောမငါတနီလော April တတော်နေပါလဲမူနီဘူးတတော်မန်ဒီနော်ဒါလည်းဘွာတာဘွာတနောနေတဲလဲမန်ဒီစေကိုင်းနေပမီမာတာနေဒါအမေထောနမီအဲ့တော့နမီမာနေဒါမာတခိုင်းနေနမီမာခိဘလောမာကဝီအဲ့ဒီနေစားမျိုးဝဲနေနော်ဘာသာဒါလည်း April Fool အကြလည်းကောပလို့မိကြီးဒါလည်းမန်ဒီမိကြီးနေဒါမာတာတိတို့ရဖောခုနေတဲတော့တဲလဲပါတပါတမီပါနော်ရေတော့တဲတာလေဘာလဲတဲဦးနိနေတိလေစားမျိုးဥဒနာကြီးတာလည်းနေပမီမာလဒါစုဒါနာနေဒါစောတလည်းဖတ်လို့သေးဝဲနေရေတော့တဲဝဲနေလို့ဘာလို့လဲဆိုတော့ဒါလည်း April တတော်နေလဲပဝဲတိတဖာအောဘဒူတော်ဒါကိုဖိုးတိတဖာအောနေဒါလောလာဒူမှာဟိုအားမလို့မမနုခုနနေဒါလည်း April တတော်နေဘဒူတော်ဒါကိုဖိုးနော်ကိုကားတဲ့ပပူထော်ပါထော်တကူ night devotion နော်တော့မာလူကစားရွာကလူထားကပွဲထော်တဏီတော်နေလို့ဆိုဒါဝိနေဘာစထော်လေ April တော် Monday နော်ဘာစထော် April တော် Monday ပမီကွာကြီးနေဂျာကြီးဤနေမေဒါဥတာလဲပေါ်တော့ပကတိပါရွာတာတူတာကလေးလောလာတို့မှလဲအော်နေပကတိနော်ထော်တကူနေလို့ဆိုတော့အေတော့တူတင်ညာလဲပမီမာတာလဲဒါနာဘူးနေပတိပါရွာအတာမှာလောလာလဲပေါ်ကြီးနေလို့ဘလို့ပဲအစင်လာတွေရှိနော်ဘလို့ပဲအယူသီးမှုတွေရှိဘလို့မျိုးဆွဲချတော့လူတွေရဲ့ပုံစံမျိုးတွေပဲရှိနေပါစေပမီမာလဒါနာကစားရွာနော်အဘူးတော့ပကတိပါဒါစောတလေနုမနေလို့အခုဟိဘာဒါကစောလာကတဲ့အနွိစေကောနေမိကစားရွာအတာမာလောလာနုမလေရေကောနေလို့မာမနုခုနဲ့နေဒါရဒါကလေးစောတလေတာဘူးနေဒနီပဂီတော်ထွတ်ပဂီထော်တွားထော်ပါကစားရွာအဘလူဖို့တော့နော်ရတုတင်တော်ထော်ကီပါဘဒုတော်ဒါကိုဖို့လဲပမာတကူပါ night devotion ပွဲထော်တနီအရင်နေလို့ခုနေတော့ဖျားရွှေတဲ့အကွက်ကအရန်လာတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့အားလုံးပြန်ပြီးတော့ချီးမွမ်းဖို့ရန်အကြောင်းရှိတာပဲဖြစ်ပါတယ်ဒါကြီး keyboard ပေါ်နေဘာကတော့နာဒူထော်အားထော်လဲဒါနာဘူးနေယခုထွဲထော်ဒါကြီးအခုတော်နေမင်းသမီးရော်လော်လဲဒါနာတော့ဒါလော်ဤကမေတာဆိုဟီလဲဘောသမီးရော်လော်လဲဒါနာတော့ဒါလော်ဤကမေတာဆိုဟီလဲဘောသမီးတဲ့ဘယောကလော်နေယုံကြည်ခြင်းနဲ့သာနင်းထိုရက်သည်ကောင်းကြီးဖြစ်တယ်ယုံကြည်ခြင်းနဲ့သာနင်းထိုရက်သည်ကောင်းကြီးဖြစ်တယ်ခမကတာမူဖာဖလာတော်ဝီလီဟေဘရီဆာဒိုဒစီတာအစဖိုခုနေပညောနုတင်ညာတို့လောမိမေဒါနာတူပါတော့တာဘာတာတသေးပါအရေးဒီဘွာလဟေခေါ်ဆူရွာအိုဘာနာလောအိုဘာနာလောအိုနော်လအမေပွားဟေလောဒါဘလူလဘွာလအခုအော်တဖာနေလောတာဆူဒါနာတဘာကတိကတာပါကစားဥတော်ဘွားကစားမာတာသီးနေလီစောစီတဆဲဤဟေဘလောဘွားနေလောရတဲ့လေယောလဒါနာနေဒါလည်းဟောခုနေဒါလည်းဟောခုလည်းပယောတိတဖာဤနေဥတော်အမီးနေလောနော်ဥတော်အမီးနေလောဟောခုလည်းဘွာဟဲဥဆုအစိုးကြတဲ့တဖာနေဘွာပါပနောဟေဘွာပါပနောအောတော့ပတိပါလဲဘွာယူကလဲတဲ့တဖာလဲအဝဲသည်အမီးနေလောအတိုးနေအမီးပါတဲ့နေဥရီကေဒေါ်လာပန်းဥရွှေနုဥပါအိုဥအောင်မင်းဒါလည်းခွဲကြံတက်လန်းဆိုလဲညဘွားကော်လဲဥမောင်ဖိုးဒီလိုမျိုးနော်နာမည်တွေနဲ့မှတ်ထားကြတယ်အရင်နေတဲ့သူတွေပိုင်ဆိုင်တော်သူတွေပေါ့သူတို့ရဲ့နာမည်ကိုပြန်ပြီးတော့မေ့ပြီးတော့လမ်းနာမည်တွေနဲ့ကျွန်တော်တို့နေကြတာဖြစ်ဒါကြောင့်ကျွန်တော်တို့နင်းထားတဲ့နေရာတိုင်းမှာနာမည်ရှိတယ်ဆိုတဲ့အရာကိုပြောချင်တယ်ဒါကိုကြည့်ချင်းအားဖြင့်ဒီနေ့ကျွန်တော်တို့ခေါ်တဲ့လမ်းနော်နာမည်တွေကလူတဦးတစ်ယောက်ကနေဖြစ်လာတယ်ဆိုတာကိုကျွန်တော်တို့ကောင်းစွာ
နားလေလို့ရတာဖြစ်တယ်ဆိုတဲမိုရှိအစတို့ခွီအစဘတ်စီခေါ်ဒူလာခိစီနွီနေတဲမိုရှိအစတို့ခွီအစဘတ်စီခေါ်ဒူလာခိစီနွီနေပမီကွာနေမတီပါစောနူအားတော့အဖိုးခွာတဲကအကြီးနေလောစောနူအားတော့အဖိုးခွာတဲကအကြီးနေလောစောရှိစောခါတော့စောယပတဖိုးခွာတဲကအကြီးဒါကြီးပမီပါတဲ့အချင်းချုပ်ဆိုရင်စောနူအားနေအဝဲသူစပိမှုတော့ပါတနီအဝဲအော်စပိထီတော့မူဝဲနေလောဖဲနေခါနေအဖောခွာစောခါထီအပါအိုဘေစင်းနေအဝဲတမပနေအပါပါနော်ဆိုတော့အဝဲလဲထွားထော်တဲပါတောပွေသေးနေလောအဝဲတောပွေသေးတပါအဝဲလဲထွားထော်တဲဝနေလောဓမ္မတာကြီးဖို့ခုနေစောနူအားတင်ညာတော့အဝဲအတဖလော့အဝဲအတတို့လဲအတတို့တော့တဝီဒီပါအဝဲဆူအဲနေလောအဝဲအတဖလော့ဝဲထဲလဲနေအဝဲဆူအဲဝဲတာစောခါအဖိုးခွာစောကနာနေလောနော်ဒါဝဲဤပမီကွာနေပကတိပါစောနူအားအဒါဒူဒူတဖလော့တို့ထဲလဲနေပတိပါပြီနေလောပါမနုခုလဲတော့တဘောကိုရဲ့အမာတစ်ခုခုကြောင့်ကိုပြုတ်တဲ့အရာတစ်ခုခုကြောင့်ကိုခံစားရတယ်ကိုပေါ်မှာလာပြီးတက်ရောက်တယ်ဆိုရင်ဒါကကျွန်တော်တို့ဖြေထားတယ်ဖြေနိုင်တယ်ဒါပေမဲ့ကိုရဲ့အမာတစ်ခုကြောင့်ကိုရဲ့သားသမီးမှလာခံစားရတယ်ကိုချစ်တဲ့သူမှလာပြီးတော့ခံစားရတယ်ဆိုရင်အဲ့ဒီအရာကတော်တော်ပြင်းထန်တယ်ပို့ပြီးတော့ကိုကအဲ့ဒီຢာကိုကြည့်ပြီးတော့တနှုံနှုံနဲ့ခံစားရတာဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်စောနူအားရဲ့သူ့ရဲ့ကြိမ်ချင်းကသူ့ကိုပြုတော်သားငယ်ရဲ့စောခါကိုကြိမ်တာမဟုတ်ဘဲနဲ့သူ့ရဲ့ကြိမ်ချင်းကစောခါရဲ့သားသူ့ရဲ့မြေးဖြစ်လာမဲ့စောကနာအောင်သူကကြိမ်တာဖြစ်တယ်စောကနာအောင်ကိုကြိမ်နေဆိုစောခါရဲ့အမားကြောင့်စောကနာကခံလိုက်ရတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့စောကနာကအဝေးကဲပါတော့ပွေသေးတပါကူနေလောကျွန်ဖြစ်သွားတယ်သူ့ရဲ့ညီကိုရဲ့ကျွန်ဖြစ်ရတယ်ဆိုရဲကြိမ်ချင်းကိုသူခံရတယ်အဝဲဓမ္မမနူးမှာပါဘာသာအဝဲဒါဆိုအဲပါအောနေလောဒါကြောင့်တခါတည်းမှာကိုအပြစ်ကြောင့်မဟုတ်ပဲတပါးသူရဲ့ပယောဂကြောင့်နော်ကျွန်တော်တို့ဘဝမှာလေးကြိမ်ချင်းကဲ့သို့သောအခြေအနေတွေနဲ့ကြုံဘူးခံစားဘူးကြမှာပဲဖြစ်တယ်ကိုကဘာမှတော့မလုပ်ရသေးဘူးမင်းလို့ရင်တော့မဖြစ်ပါဘူးမင်းမတတ်နိုင်ဘူးမင်းအတော့မကြဘူးစသဖြင့်ပေါ့နော်အနှုတ်ဆောင်တဲ့သဘောတွေမင်းကလူရမဝင်ဘူးဆိုတဲ့အခြေအနေမျိုးတွေနဲ့စသဖြင့်အထင်သေးအမြင်သေးခံရတဲ့အခြေအနေတွေကျွန်တော်တို့ရဲ့ဘဝမှာလေကြုံမှုရှိဘူးခဲ့ကြမှာဖြစ်တယ်စောကနာစေကောနေအဝဲတမတာမနူးမှာပါစာဒါဆိုအဲမာအောနေလောဒါလည်းတဲမှုရှိအဆက်တို့တစီခီအစပုတဒူလခီနေတဲမိုရှိဆဲတို့တစီခီအစပုတဒူလခီနေနော်ယွာစီပါဆောအာဗရာဟာတော်နဲ့လည်းနတီနကောတော့လဲနမှုနတီအိုတော်လည်းနဘာအဟီစုကောတပီလဲယကတုနေနာတကြီးနော်ယကတုကဲထော်နာလဲပွားတကလူဖာတို့နော်ယကဆိုဟီနာနော်ယကဘာဒူနမီနော်နကကဲထော်ဒါဆိုဟီလောကိုလည်းကစားရွာဆွဲလို့စုစောအာဗရာနေမေကောကနာနေလောကောကနာလပါဒါဆိုအနေဖဲစောအာဗရာယောလောလဒါနာယောနီကဲထောဒါဆိုဟီလအကိုင်းနေလောစောတလေကြီးအတာစုကောလတင်းဒါနူထီတော့ကနေစောရွာလောဝဲနေလောဆိုပမိပါတင်းနေခဏကကြိမ်ချင်းခံထားရတဲ့ခါနဲ့ကအာဗြဟံယုံကြည်ခြင်းနဲ့အဲ့ဒီနေရာကိုနင်းလိုက်တဲ့အခါမှာကြိမ်ချင်းခံရသောခါနန်သည်နှုတ်နှင့်ပြားရည်စီးသောခါနန်ဖြစ်သူပြောင်းလဲသွားတယ်ဆိုတာကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လဘတာအုံမှုအဘူတာလေဒါလည်းကဲထော်တသေးဒါလည်းမဟာတာတသေးတဖာနေပမီးရော်လော်လဲဒါနာရွာဘူးတော့ပကတိဒါစောတလေကီဒါဆိုရီတော့ကဒုန်နေပါရွာဒါဆိုရီနေမိတာဟိတစာတော့ဟေခောဟေနောနေလောတဲတော့အကတဲ့တော်နေဘာကတော့အမှုလဲတာတော့ရွာကိုဒါကြီးခုတော့လည်းယခုထွဲနေမူဂေါလီသူတလောနေသူဒူလာသူကတာပင်တော်ကွေကစာရွာလအမှုဝဲတကားတကြီးမူဂေါလီသူတလောနေသူဒူလာသူကတာပင်တော်ကွေကစာရွာလအမှုဝဲတကားတကြီး
အသက်ရှင်သောဖျားကိုမေ့ရလောက်တဲ့အထိစာတန်ရဲ့လှည့်ပြားခြင်းကိုမခံမိပါစေနဲ့အသက်ရှင်တဲ့ဖျားကိုမေ့ရလောက်တဲ့အထိစာတန်ရဲ့လှည့်ပြားခြင်းကိုမခံမိပါစေနဲ့ဒါလည်းမူကောလေးနေလောနေဘွာလာဒါပါတီအခေါ်တီလီလီကလေးကတော့ကျူဒါလည်းမူတနီဤဒါလည်းနေအဝဲလောနေဘွာတီဒါခေါ်တီလောအဘွာအသွနေလောမာစာတန်ရဲ့လှည့်ခွက်ကစာရင်းလေးပြားခြင်းစနစ်အဟောင်းကြီးကဒီတိုင်းပဲရှိနေတော်လေယနေ့ကျွန်တော်တို့လူသားတွေကအဲ့ဒီလေးပြားခြင်းအဲ့ဒီစနစ်အဟောင်းတွေမှာခဏကြာရှုံးရတယ်ခဏလဲကြရတယ်ဒီတပို့ဆိုးလာတဲ့အခါမှာဖျားကိုမေ့သွားတဲ့အထိလေစားခြင်းခံရသောအခြေအနေမျိုးတွေလေးကြုံရတာကိုတွေ့ရတာပဲဖြစ်တယ်။ဒါကြောင့်မာသဲဆဲဒိုဒစီဒါအစဘိုခီစီခေါနေဝါလာဒါပီတာဒိုဝီတာယုဒါခက်လဝီတာယုဒါခက်ခဲလဒေဒူဟေဆူယအိုတကီနော်ယကဒူအိုပီတူလောတနည်းနေနော်ပဒါအိုမူကဘာလောပါစာကိုနေမာဥကလဆာတော့မာဒါနေလောဘာလဲစာဝန်ဒီစီဝါရေးကျမ်းမာရေးပညာရေးတော့အစရှိတဲ့ဘလော်ဘီလာဒါတိတဖာဤအရေးနေလောမမီကွာခဲဤနော်ဒါမှတော့လဟောခုဟုဒါမှဟောခုဟုယင်းနေဒါလဘဂူကလဆက်ဒီကပဂီပပါတိတဖာဒါလည်းဒါဆက်ကတော့ဒါလည်းသူထော်ဘောတော်တိတဖာခဲလလက်တဖလာမယ်တော့ဘူးနေဟာကိုခဲတယ်လို့ဆိုကျွန်တော်တို့ပြင်ပန်းနဲ့နော်တကယ်ကိုရှာဖွေထားရတဲ့အရာပေးဆက်ထားရတဲ့အရာတွေအားလုံးကခဏလေးအတွင်းမှာပျောက်ဆုံးသွားနိုင်တယ်ဆိုတာကဒါကကျွန်တော်တို့စင်ကျင်ဖို့ရန်ဖြစ်လာတဲ့အကြောင်းလေးဖြစ်ပါတယ်ရတဲ့ဒီရတို့နေမတပါပါမနူးမတမေပါနော်ဒါလည်းရတဲ့အခုနေတပါမားလေးဒီတပါမားပဲပန်းသားတွေတမေတိနေပါနော်ပကပါပါတာလေရွာလေတမေပါနော်အလုပ်တွေမလုပ်တော့ဘဲနဲ့ဖျားပဲဝိပုကိုဝဲနေရတော့မယ်အစားတောက်တွေလည်းမစားဘဲနဲ့ဖျားကိုပဲဝိပုနေရတော့မယ်ဆိုရက်ဒီလိုမျိုးကိုလေကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးဒါလည်းပကရက်မားတီတဖာအင်းနေတူပကပါမာအရေးတဲ့မာစာဘဒုတမာတာတူဒါလည်းတားပင်တော်ကစားရွာလဲအမှုဝဲတကားတကြီးနော်ဖျားကိုမိတ်သွားရလောက်တဲ့အထီတော့ကျွန်တော်တို့အဲ့လိုနေရာမျိုးတွေမှာအချိန်တွေပေးဆက်နေဖို့အင်အားတွေကုန်ခန်းနေဖို့တော့မသင့်ဘူးဆိုတာကိုတော့ဒါဆင်ခြင်ဖို့ရန်အကြောင်းရှိတာပဲဖြစ်ပါတယ်အခုနေ့တော့သာစီတော်ပြည်တကီယာအစဖို့တဲ့နေတင်ညာလဲရွာမိပက္ကစားတကီအဝဲတာနေတီးပွားတမေပါပက္ကစားတာဘဝဲပါပမေအဘွားကိုမူတော့အဒါအော်စာအလောအတူတဖူလောဒါကြောင့်ဖယားကိုနော်မိမိကိုဖန်ဆင်းတော်မူသောအရှင်ကိုအချိန်ပေးဖို့မအားလောက်တဲ့အထီတော့ကျွန်တော်တို့ကျေးဇူးတော်ကိုမစော်ကားမိဖို့အရေးကြီးတယ်ဒါကကျွန်တော်တို့အတွက်စင်ကြင်မှုရန်ပဲဖြစ်ပါတယ်ဒါကြောင့်စီတတေလောတာဆဲတို့တစီခီအစဖို့တဲနေလေလက်နသားစာရီအမှုနီးနေတေနော်ထော်ကီဘွာလအဒီလောနာတကီတေနော်ထော်ကီဘွာလအဒီလောနာတကီဆိုဒါကြောင့်ဒီနေ့ကျွန်တော်တို့ဖျားနဲ့ဝိပုကိုးကွယ်ခြင်းစိတ်မရှိရအောင်စာရန်ရဲ့ဘယ်လိုလဲခွက်ဒီထဲမှာကျွန်တော်တို့ရောက်နေပြီလေဖျားထံတိုးဝင်မှုတော့တင့်ကိုဆွဲချနေသောအကြောင်းအရာတွေကဘာတွေများဖြစ်နေလဲအသက်ရှင်တဲ့ဖျားရဲ့မြစ်တာနဲ့သူ့ရဲ့တကူတော်ကိုမခံစားမိလောက်တဲ့အထိသင်ရဲ့အသက်တာကျွန်တော်တို့ရဲ့အသက်တာတွေမှာဘလို့ဝင်နေနဲ့ပြနေလဲဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့ဆင်ခြင်ဖို့ရန်အကြောင်းရှိတာဖြစ်ပါတယ်ဒါကြောင့်ဘယ်ကထူဖလဲလဲမူကောလေအဒါလောနေဘွားကိုတော့ဘွားလဲကမာဆဘွားဘကစားလဲအမှုဝေတကားအိုဝဲနေလောအဝဲသားကိုလည်းကမာဆဘွားလက်ပတာလောပီလောတော့ပတာဝီဒါယုတိတဖာအဝေါ်နေလောအဝဲ already လောဒါလည်းဘဒူးမာခေါ်ပါတိတဖာအဝဲကမာပလာကီဝါနေလောအခုပတာအိုမူပကဘာအိုမူပွဲတော့အခေါ်ပညောတော့ပကဒူဘူးပတာစုရွာလအမှုဝဲတကားအိုနေတကေမောပကထူဖလက်တကူလမူကောလေအဒါလောဒါဝီဘူးအခဲတကေနော်တီပါတော့ပကတကပါကကစတ်ကစားခရီအဒါကစတ်တမှုတော်ခေအမှုနီးနေလောဒါကြောင့်ရှင်ပြန်ထားမြောက်ခြင်းရဲ့တကူနော်ရှင်ပြန်ထားမြောက်ခြင်းရဲ့တကူရီလောကကိုအောင်မြင်စေသောဖရာရဲ့သက်တည်ကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာခံစားရရှိဖို့ရန်အတွက်ယနေ့စာရန်ရဲ့လက်ွက်တီ
စာရန်ရဲ့လှည့်ပြားခြင်းတွေကနေကျွန်တော်တို့အခုပဲယုံထွက်ဖို့ရန်လိုအပ်တာဖြစ်ပါတယ်ဒါကြောင့်အသက်ရှင်သောဖျားကိုမေ့လောက်ရတဲ့အထီတော့စာရန်ရဲ့လှည့်ပြားခြင်းကိုကျွန်တော်တို့တွေမခံမှုရန်အမှုလဲတာလဲကစားရွာကစားလအမှုဝဲတကအဘူးနေတကေဒါကြောင့်မလို့ဒီနေ့ကျွန်တော်ဒီကဝေမျှခြင်းနဲ့အကြောင်းအရာကပြောင်းလဲမှုတွေအခြေအနေတွေရရတိုင်းမှာဖျားရွှေတွေအကွက်ကအယံလာတွေဆိုတဲ့အကြောင်းကိုကျွန်တော်ပြန်လဲဝန်ခံရင်းနဲ့ကျေးဇူးတော်ချီးမွမ်းမှုရန်အကြောင်းရှိတာဖြစ်တယ်။ယုံကြည်ခြင်း၌တိုးပွားပြည့်စုံလာဖို့ရန်အတွက်မဖြစ်နိုင်ဘူးမတက်နိုင်ဘူးလို့အနှုတ်သဘောဆောင်တဲ့အခြေအနေတွေမှာကျွန်တော်ယုံကြည်ခြင်းနဲ့သာလှုပ်ဆောင်ပါယုံကြည်ခြင်းနဲ့နင်းပါကျွန်တော်တို့ရှိတဲ့အရက်တိုင်းကကောင်းကြီးဖြစ်စေမှာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့စာရန်ရဲ့လေပြားခြင်းတွေကနေယုံထွက်ပြီးတော့အသက်ရှင်သောဖခင်နဲ့ရှေ့ဆက်နိုင်ကြသောသူသည်ဖြစ်ပါစေလို့အနေငယ်ခွန်အားပေးတိုက်တွန်းနှိုးဆော်လိုပါတယ်။မော်ရဆိုရေးစာလူထားတော့ဆိုရေးပွဲကိုကားတဲ့နေတကယ်